ခိုးရှိရှိတော့ကတာယာလှပတဲ့တန်ကုန်းလေးတစ်ခုရဲ့အောက်ခြေမှာရောင်စုံပန်းလေးတွေပွင့်နေတဲ့ရွာငယ်တွေရှိခဲ့ပါလေ။အဲ့ဒီရွာလေးထဲမှာတစ်သားနဲ့အယုတ်လေးတွေထုလို့ရောင်းချတဲ့ဖိုးဖိုးအေးဆိုတဲ့အဖိုးကိုတယောက်နေထိုင်ပါတယ်။ဖိုးဖိုးအေးဟာအယုတ်ကလေးတွေကိုအသက်ဝင်နေတဲ့ရောင်အသေးစိတ်ထုလို့တက်ကကြောင့်လူတိုင်းကသူ့ရဲ့လိတ်လာကိုသဘောကျကြပါတယ်။ဒီနေ့မှာတော့ဖိုးဖိုးအေးဟာအင်မတန်ထူးခြားတဲ့တစ်သားအယုတ်မလေးတစ်ယုတ်ကိုစတင်ထုလို့ခဲ့ပါတယ်။ထူးခြားတာကအဲ့ဒီအယုတ်မလေးကိုထုလုပ်ဖို့အတွက်သူအသုံးပြုခဲ့တဲ့တစ်သားဟာလာပြင်းညတညမှာတော်နတ်ထဲကကောက်ရခဲ့တဲ့လင်းလက်နေတဲ့တစ်သားစားလေးဖြစ်နေလို့ပါပဲဖိုးဖိုးအေးဟာအဲ့ဒီတစ်သားစားကိုအနုစိတ်ပုံဖော်ပြီးတဲ့နောက်မှာတော့လှပတဲ့မြက်ဝန်းပြပြလေးတွေနဲ့ချစ်စရာကောင်းတဲ့ဂါဝန်ပိန်းရောင်လေးဝတ်ဆင်ထားတဲ့အယုတ်မလေးတစ်ယုတ်ထစ်လာပါတယ်သူကအဲ့ဒီအယုတ်မလေးကိုနှင်းစီလို့အမည်ပေးလိုက်ပါတယ်နှင်းစီဟာတခြားအယုတ်တွေနဲ့မတူပဲသူမရဲ့ပါးပြင်လေးတွေဟာတကယ်ကလေးတစ်ယောက်လိုပိန်းရောင်တန်းနေပါတယ်ဖိုးဖိုးအေးဟာနှင်းစီကိုအချစ်ဆုံးအယုတ်ဖြစ်သတ်မှတ်ပြီးသူ့ရဲ့အလုတ်ခုံလေးပေါ်မှာဂရုတစိုက်တင်ထားလိရှိပါတယ်။ညတညမှာတော့ကောင်းကင်ရန်ကကြဲတာယာရီအစွမ်းကုန်လင်းလက်နေချိန်မှာထူးဆန်းတဲ့အလင်းတန်းတစ်ခုဟာဗီဒင်းပေါက်ကနေတဆင့်နှင်းစီရဲ့ကိုယ်ပေါ်ကိုကျရောက်လာပါတယ်။ရုတ်တရက်ဆိုသလိုနှင်းစီရဲ့တက်သားလက်ချောင်းလေးတွေဟာဆော့တင်လှုပ်ရှားလာပြီးသူမဟဲ့မျက်လုံးလေးတွေဟာလည်းတဖြည်းဖြည်းမိတ်တုပ်မိတ်ထုတ်ဖတ်လာပါတယ်။နှင်းစီဟာတက်ရှိလူသားလေးတစ်ယောက်လိုအသက်ဝင်လာခဲ့ပါပြီ။သူမဟာပတ်ဝန်းကျင်ကိုအံ့ဩတစီကြည့်ရှုရင်းအလုတ်ခုံပေါ်ကနေဖြည်းဖြည်းချင်းဆင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအလုတ်ခန်းရဲ့ထောင်းတနေရာကနေတင်းငယ်လေအလင်းဆက်လေးတစ်ခုပြန့်တန်းလာတာကိုသူမမြင်လိုက်ပါတယ်။အဲ့ဒါကတော့နတ်သူငယ်မျိုးတော်ကရောက်လာတဲ့တောင်ပန်ပါတဲ့နတ်သူငယ်လေးတူပဲဖြစ်ပါတယ်။နတ်သူငယ်လေးကနှင်းစီကိုပြုံးပြရင်နှင်းစီမင်းရဲ့စွန့်စားခန်းတွေကအခုမှစတာပါလို့တူတူလေးပြောလိုက်ပါတော့တယ်။နှင်းစီဟာနတ်သူငယ်လေးကိုမြင်လိုက်တဲ့အခါအံ့ဩလွန်းလို့မျက်လုံးအဝိုင်းသားဖြစ်သွားပါတယ်။နတ်သူငယ်လေးဟာရွှေရောင်တောင်ပန်လေးတွေကိုတစ်ဖက်ဖက်ခတ်ရင်းနှင်းစီရဲ့ပခုံးပေါ်မှာလာနာလိုက်ပါတယ်။ကျမတကယ်ပဲအသက်ရှင်နေတာလားလို့နှင်းစီကအသက်အံ့ဩတကယ်မေးလိုက်တဲ့အခါနတ်သူငယ်လေးကဟုတ်တာပေါ့နှင်းစီမင်းဟာစေတနာဖြူစင်နဲ့ဖိုးဖိုးအေးရဲ့မြတ်တာတွေနဲ့ထုလုပ်ထားကြကြောင်အခုလိုအသက်ဝင်လာတာပါလို့ပြန်ဖြေပါတယ်။နတ်သူငယ်လေးရဲ့နာမည်ကပွင့်တစ်လို့ခေါ်ပြီးသူဟာနတ်သူငယ်မျိုးတော်ကနေနှင်းစီကိုလာရောက်ခေါ်ဆောင်တာဖြစ်ကြောင်းရှင်းပြပါတယ်။နတ်သူငယ်မျိုးတော်ဟာလူသားတွေမမြင်နိုင်တဲ့တိမ်တောက်တွေရဲ့နောက်ွယ်မှာရှိနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးတော်ကိုသွားဖို့ဆိုရင်လမ်းခရီးမှာခက်ခဲတဲ့ဆန်းသတ်မှုတွေကိုကြိုချက်ရမှာပါ။နှင်းစီဟာသူမကိုဖန်တီးခဲ့တဲ့ဖိုးဖိုးအိပ်ပျော်နေတာကိုကြည့်ပြီးခဏတစဉ်းစားနေပါတယ်။သူမဟာကဘာကြီးကိုလေ့လာခြင်းတလို့နတ်သူငယ်မျိုးတော်ရဲ့လျှက်ဖြက်ဝက်တွေကိုလည်းသိကျင်နေမိပါတယ်။နောက်ဆုံးမှာတော့နှင်းစီဟာပွင့်တစ်နဲ့အတူလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ပွင့်တစ်ကသူမရဲ့မော်တောင်ဝဲလေးကိုခွေရမ်းလိုက်တဲ့အခါနှင်းစီရဲ့ခြေထောက်လေးတွေဟာပေါ့ပါလာပြီးသူမနှစ်ယောက်ဟာဗီဒင်းပေါက်ကနေတဆင့်လရောင်အောက်ကိုပြန်တန်းထွက်ခွာလာခဲ့ကြပါတယ်။အောက်ခြေမှာတော့ရွာငယ်လေးဟာတဖြည်းဖြည်းတင်းငယ်သွားပြီးတိမ်တောက်ဖြူဖြူတဲ့ထဲကိုသူတို့ရောက်ရှိလာပါတယ်။ဟိုးရှိမှမြင်နေရတာကတော့တက်တန်ထမဲပဲလို့ပွင့်တစ်ကလမ်းညွှန်ပြတာပါတယ်။အဲ့ဒီတန်ဟာနတ်သူငယ်မျိုးတော်ရဲ့ဂိတ်တကိုင်းဖြစ်ပြီးအယောင်9ယောက်နဲ့လင်းလက်တော့ပါနေပါတယ်။ဒါပေမဲ့တံကိုဖျက်ကြောဖို့ဆိုရင်စိတ်နှလုံးဖြူစင်မှုကိုပြသရမှာဖြစ်ပါတယ်။နှင်းစီဟာစိတ်လှုပ်ရှားစွာနဲ့တံစီကိုခြေလန်းလန်းလိုက်ပါတော့တယ်။တတန်တံကြီးစီကိုချင်းကန်းလိုက်တဲ့အခါနှင်းစီဟာတံရဲ့အစုံးမှထိုင်နေတဲ့ကြီးမားတဲ့လိပ်ပြာကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလိပ်ပြာကြီးရဲ့တောင်ပန်တွေဟာဖန်သားပဲလိုကြည်လနေပြီးနူးညံ့တဲ့အလင်းရောင်တွေဖြတ်ထွက်နေပါတယ်။ဒီတံကိုဖျက်ချင်ရင်ငါရဲ့ပဟေလီကိုအဖြေညှိရမယ်လို့လိပ်ပြာကြီးကတင်းကိန်းနဲ့အတန်နဲ့ပြောလိုက်ပါတယ်။နှင်းစီကရဲရဲဝံ့ဝံ့ပင်မေးပါရှင်ကျမအစွမ်းကောင်စူးစမ်းပါမယ်လို့ပြန်ပြောလိုက်ပါတယ်။လိပ်ပြာကြီးကအဲ့ဒါကဘာလဲဆိုတော့မင်းမရှိနေပြီမိတခြားလူတွေပို့သုံးကြလေမင်းကိုယ်ရင်ကတော့တိတ်မသုံးပြတဲ့အရာဟာဘာလဲလို့မေးလိုက်ပါတယ်။နှင်းစီဟာခဏတာငြင်းတတ်ပြီးစဉ်းစားနေမိပါတယ်။သူမဟာတစ်သားအယုတ်လေးဘဝကနေအသက်ဝင်လာသူမို့လောကကြီးရဲ့အကြောင်းအရာတွေကိုအသစ်ဆန်းလို့ခံစားနေရတာပါ။ပွင့်တစ်ကနေဘေးကနေအားပေးတဲ့အချိန်နဲ့ကြည့်နေပါတယ်။ရုတ်တရက်ဆိုသလိုနှင်းစီရဲ့မျက်နှာလေးကဝင်းလက်သွားပြီးအဲ့ဒါကတော့ကျမရဲ့နာမည်ပါပဲလို့ပြက်ပြက်သားသားဖြေလိုက်ပါတယ်။လေးပြကြီးကကျင်းနဲ့စွာနဲ့တောင်ပန်တွေကိုခါရလိုက်တဲ့အခါတတန်တရားကြီးကပုံမတောက်ပါလာပြီးလမ်းပွင့်သွားပါတယ်။နှင်းစီနဲ့ပွင့်တစ်တို့ဟာတရားပေါ်ကိုလှမ်းတက်လိုက်တဲ့အခါမှာခြေလမ်းလိုက်မှာဂီတတန်လင်းလင်းလေးတွေထွက်ပေါ်လာပါတယ်။တရားရဲ့တစ်ဖက်ချမ်းကိုရောက်တဲ့အခါမှာတော့နှင်းစီကမြင်ဖို့သမျှထဲမှာအလှဆုံးမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတော့တယ်။အဲ့ဒါကတော့မြေပြင်မှာပန်းပွင့်လေးတွေကမီးရင်လေးတွေလိုလင်းနေပြီးတစ်ပင်တွေကလည်းငွေရောင်တန်းနေတဲ့နဲ့သူငယ်မျိုးတော်ကြီးပဲဖြစ်ပါလေမျိုးတော်ရဲ့လေထုတွေမှာလည်းငွေပြနဲ့ပန်းရည်နှံတွေကပြန်လွင့်နေပြီးပျော်ရွှင်စရာကောင်းတဲ့ရေမောတန်တွေကိုကြားနေရပါတယ်ပွင့်တစ်ကပြောင်းရင်းနဲ့သူငယ်မျိုးတော်ကိုကြိုးစိုးပါတယ်နှင်းစီလို့ပြောလိုက်ပါတယ်နဲ့သူငယ်မျိုးတော်ကြီးဟာနှင်းစီစိတ်ကူးရင်ဘူးတာထက်တောင်ပိုပြီးခမ်းနားနေပါတယ်အိမ်လေးတွေဟာမုံဝင်ပုံစံရှိပြီးအမိုးလေးတွေကတော့ရောင်စုံကြောင်းမြတ်တန်တန်တွေနဲ့စီချေထားပါတယ်လမ်းမပေါ်မှာတော့တောင်ပန်ပါတဲ့နဲ့သူငယ်လေးတွေဟာဟိုဟိုဒီဒီပြန်တန်းနေကြပြီးသူတို့ရဲ့တောင်ပန်ခတ်တန်ဟာတာယာတဲ့ဒူရီတာလေးတွေလိုထွက်ပေါ်နေပါတယ်နှင်းစီဟာမျိုးလေကောင်ကစမ်းရည်ရင်းကြီးကိုရောက်သွားတဲ့အခါစမ်းရည်တွေဟာအပေါ်ကိုပန်းထုတ်ယုံတင်မကလေထဲမှာရေပပေါင်းလေးတွေအဖြစ်ပုံဖော်ပြီးကခွတ်နေတာကိုတွေ့လိုက်ရပါတယ်နှင်းစီငါတို့မျိုးတော်စီကိုသွားရရအောင်လို့ပွင့်တစ်ကခေါ်လိုက်ပါတယ်
မျိုးတော်ဝင်ဟာအရန်ရှိကျန်းတဲ့တစ်ပိန်ကြီးကပင်ကြီးပင်ဆယ်ထဲမှာနေထိုင်ပါတယ်မျိုးတော်ဝင်ဟာမိုးစိတ်ဖူးဖူးနဲ့ကျင်နာတတ်တဲ့မျက်နှာရှိတဲ့နတ်သူငယ်အဖိုးကြီးတစ်ယောက်ဖြစ်ပါတယ်သူကနှင်းစီကိုမြင်တဲ့အခါနှွေးထွေးစွာကိုစုရင်းအသက်ဝင်လာတဲ့အယုံမနှင်းစီမင်းတီကိုရောက်လာတာဟာတိုက်ဆိုင်မှုမဟုတ်ဘူးဒီမျိုးတော်ရဲ့အလင်းရောင်ဒီမြေးသွားမှာဆိုလို့မင်းကူညီပေးရမယ်လို့ဆိုပါတယ်မျိုးတော်ရဲ့အလင်းမရှိရဲ့နှလုံးသားကြောက်ခဲဟာအခုလည်းလို့အလင်းရောင်အားနေလာနေပါတယ်အဲ့ဒီကြောက်ခဲဟာမျိုးတော်တစ်ခုလုံးကိုစားရင်ပေးနေတာဖြစ်ပြီးအဲ့ဒါကိုပြန်လဲတောက်ပစီဖို့ဆိုပြီးစစ်ထာနဲ့မေတ္တာတရားနဲ့ပြုလုပ်ထားရဲ့လက်ဆောင်တစ်ခုလိုအပ်နေတာပါနင်းစီဟာသူမကိုသူမပြန်ကြည့်လိုက်ပါတယ်။သူမဟာတစ်သားအယုတ်လေးပဲဖြစ်ပေမဲ့သူမအတွင်းထဲမှာဖိုးဖိုးအေးထည့်ပေးလိုက်တဲ့မေတ္တာတွေအပြည့်ရှိနေတာကိုခံစားလိုက်ရပါတယ်။နင်းစီကကျမဘာလို့ပေးရမလဲဟင်လို့မေးလိုက်တဲ့အခါမျိုးတော်ဝင်ကပြုံးရင်းမင်းရဲ့ညင်ဘက်ထဲမှာရှိနေတဲ့အရာကိုသာအသုံးပြုလို့လျှို့ဝှက်စွာပြောလိုက်ပါတယ်။နင်းစီဟာခက်ခဲတဲ့တာဝန်တစ်ခုကိုလက်ခံရရှိသွားပြီးမှန်းသိလိုက်ရပါတော့တယ်။နင်းစီဟာမျိုးတော်ဝင်ကြီးပြောလိုက်တဲ့စကားကိုစဉ်းစားရင်းမျိုးလေကောင်းကနှလုံးသားကြောက်ခဲကြီးရှိရာကိုထွက်လာခဲ့ပါတယ်။အဲ့ဒီကြောက်ခဲကြီးဟာကြီးမားတဲ့ပန်းပွင့်စုံကြောက်ခါကြီးပေါ်မှာတည်ရှိနေပြီးအရင်ကတောက်ပခဲ့တဲ့ပန်းဆောင်အလင်းရောင်ကြီးအစားအခုတော့မိန်ဖြောဖြောမီကိုရောင်တားနေပါတယ်။နတ်သူနေလေးတွေအားလုံးဟာစိုးရင်ကြီးနဲ့ကြောက်ခဲကြီးကိုဝိုင်းကြည့်နေကြပါတယ်။နင်းစီဟာကြောက်ခဲကြီးအနားကိုတိုးသွားပြီးသူမရဲ့တစ်သားလက်ကလေးနဲ့အသားရထိတွေ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့စိတ်ထဲမှာဖိုးဖိုးအေးကသူမကိုထုတ်လုပ်နေတော့ကပြုံရွှင်နဲ့မျက်လာနဲ့ဂယုစိုက်ရှိခဲ့တဲ့ပုံရိပ်တွေဟာတစ်ဖြက်ဖြက်ပေါ်လာပါတယ်။မြစ်တာဆိုတာပေးဆက်လာပဲလို့နှင်းစီကတိုးတိုးလေးကြီးရွက်လိုက်ပါတယ်။သူမဟာသူမရဲ့ခါးပုံပန်းဆောင်လေးရဲ့ရင်ဘက်မှာတက်ထားတဲ့လှပတဲ့တစ်သားနှင်းစီပွင့်လေးကိုဖြုတ်လိုက်ပါတယ်။အဲ့ဒီနှင်းစီပွင့်လေးဟာဖိုးဖိုးအေးကသူမကိုအချစ်ဆုံးအယုတ်ဆိုပြီးတတ်မှတ်ပြီးနောက်ဆုံးမှအနုသိမ်ဆုံးထိသွင်းထုတ်လုပ်ပေးရတဲ့အမှတ်အတမ်းတစ်ခုပါ။နှင်းစီကအဲ့ဒီအဖိုးတန်တဲ့ပန်းပွင့်လေးကိုနှလုံးသားကြောက်ခဲရဲ့အလဲပိုင်းမှာတင်လိုက်ပါတယ်။ရုတ်တရက်ဆိုသလိုနှင်းစီပွင့်လေးကနေပြင်းထန်တဲ့အလင်းရောင်လေးထွက်ပေါ်လာပြီးနှလုံးသားကြောက်ခဲတွေကိုစီးဝင်သွားပါတယ်။ကြောက်ခဲကြီးဟာတဖြည်းဖြည်းနူးထလာပြီးတောက်ပတ်တဲ့ပန်းဆောင်အလင်းရောင်လေးကမြို့တော်တစ်ခုလုံးကိုလွှမ်းခြုံသွားပါတယ်။နတ်သူငယ်လေးတွေကဝမ်းသာအားရကခွန်းကြပြီးဂီတသံတွေကလည်းပုံမူကျဲလောင်တာရလာပါတယ်။ဒါပေမဲ့အလင်းရောင်တွေပြန်လဲတောက်ပါလာတာနဲ့အတူနှင်းစီကိုတွေကစွမ်းနေတွေကလည်းယော်နေလာတို့ခံစားလိုက်ရပါတယ်။သူမဟာမျက်လုံးလေးတွေလေးလောင်လာပြီးကြောက်ခဲကြီးရဲ့အောက်ခြေမှာခဏတာမိလိုက်ပါတော့တယ်။ပွင့်တက်ကစိုးရင်ကြီးနဲ့နှင်းစီမင်းအဆင်ပြေရလားလို့မေးလိုက်ပေမဲ့နှင်းစီကတော့ပြုံးပြုံလေးသာပြုံးနိုင်ပါတော့တယ်။နှင်းစီမျက်လုံးပြန်ပွင့်လာတဲ့အခါသူမဘေးနားမှာမျောတော်ဝင်ကြီးနဲ့နတ်သူငယ်လေးတွေဝိုင်းနေတာကိုတွေ့လိုက်ရပါတယ်။သူမဟာအားကုန်သွားပေမဲ့စိတ်ထဲမှာတော့ကြည်နူးမှုတွေပြည့်နေနေပါတယ်။မင်းရဲ့ပေးဆက်မှုကမျောတော်ကိုကယ်တင်လိုက်ပြီးနှင်းစီလို့မျောတော်ဝင်ကြီးကချီးကျူးစကားဆိုပါတယ်။ဒါပေမဲ့နှင်းစီကတခုကိုတတိယသွားပါတယ်။အဲ့ဒါကတော့သူမကိုစောင့်နေမဲ့ဖိုးဖိုးရေးပဲဖြစ်ပါတယ်။သူမဟာနတ်သူငယ်မျိုးတော်မှာပျော်ရွှင်နေပြီးမြဲသူမကိုဖန်တီးပေးတဲ့ဖိုးဖိုးရေးရဲ့အထီးကျမှုကိုတွေးမိလို့စိတ်မကောင်းဖြစ်လာပါတယ်။ကျမအိမ်ပြန်ခြင်းပါတယ်ပွင့်သစ်ဖိုးဖိုးအေးကကျမကိုရှာနေတော့မှာပဲလို့နှင်းစီကပြောလိုက်တဲ့အခါပွင့်သစ်ကစာနာတဲ့မျက်လုံးလေးတွေနဲ့ကြည့်ပါတယ်။မျိုးတော်ဝင်ကမင်းမှာစစ်ထာနဲ့မေတ္တာရှိတဲ့နှင်းစီမင်းရဲ့ပေးဆက်မှုအတွက်ငါတို့ကလက်ဆောင်တစ်ခုပေးပါမယ်လို့ဆိုပြီးမအမုံလေးတွေကိုနှင်းစီကိုပေါ်မှာဖြူလိုက်ပါတယ်။အဲ့ဒီခါနှင်းစီရဲ့တက်သားကိုယ်သားလေးကနူးညံ့လာပြီးတကလေးလူသားကလေးတစ်ယောက်လိုပူမိုအသက်ဝင်လာပါတယ်။ဒါအပြင်သူမရဲ့ကြောပံမှာလေတင်းညင်သာလှပတဲ့တောင်ပန်လေးတစ်စုံပေါ်ထွက်လာပါတော့တယ်။အခုဆိုရင်မင်းဟာနတ်သူငယ်မျိုးတော်ရဲ့ဂုံတူးတော်နတ်သူငယ်တယောက်ဖြစ်သွားပြီးနှင်းစီမင်းလူလောကကိုပြနိုင်တယ်လို့လိုအပ်တဲ့အချိန်တိုင်းမှာလည်းဒီကိုလာလို့ရပြီလို့မျိုးတော်မင်းကရှင်းပြပါတယ်။နှင်းစီကဝမ်းသာလုံးလို့ပွင့်တစ်ကိုဟပ်ဖတ်လိုက်ပါတယ်။ပွင့်တစ်ကနှင်းစီကိုလမ်းပြပြီးတင်းတင်းတွေကနေရွာငယ်လေးတောင်ကိုပြန်လဲပြန်တန်းလာခဲ့ကြပါတယ်။လာရောင်ကမြင်ဖြော့လာပြီးမိုးသောကျဲလေးတွေထုတ်ပေါ်လာတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ဟာဖိုးဖိုးအေးရဲ့အဝတ်ခံပတင်းပေါက်နားကိုရောက်ရှိလာပါတော့တယ်။နှင်းစီကအခန်းထဲကိုတိတ်ဆိတ်လေးဝင်လိုက်ပြီးသူမရဲ့မူလနေရာဘေးမှာပြန်ထိုင်နေလိုက်ပါတယ်။မနက်မိုးလင်းလို့နေရောင်ကြီးနူးနူးလေးတွေပတင်းပေါက်ထဲကနေအခန်းထဲကိုရောက်ကြလာတဲ့အခါဖိုးဖိုးအေးကနိုးလာခဲ့ပါတယ်။ဖိုးဖိုးအေးကထုံးကြတဲ့အတိုင်းသူ့ရဲ့အဝတ်ခန်းစီကိုရှောက်သွားပြီးသူ့အချစ်ဆုံးထစ်တဲ့နှင်းစီအယုံမလေးကိုကြည့်လိုက်ပါတယ်။ဒါပေမဲ့သူမြင်လိုက်တဲ့မြင်ကွင်းကြောင့်ဖိုးဖိုးအေးကအံ့ဩလို့လက်ထဲကရေတွင်းချမ်းတစ်ခွက်တောင်လွတ်ချမတာဖြစ်သွားပါတယ်။အယုံမနှင်းစီကအရင်ကလိုတစ်သားယူတာလည်းမဟုတ်တော့ပဲပါပြင်းတန်းဆောင်လေးနဲ့အသက်ရှူနေတဲ့မင်းကလေးလေးတယောက်အထိပြောင်းလဲနေလို့မှနှင်းစီကမျက်လုံးလေးတွေကိုဖြင်းချင်းချင်းဖွင့်ပြီးဖိုးဖိုးသမီးပြန်လာပြီလို့ချိုးသားတဲ့အတန်လေးနဲ့နှုတ်ဆက်လိုက်ပါတယ်။ဖိုးဖိုးအေးကဝမ်းသာလုံးလို့နှင်းစီကိုပွေ့ဖန်လိုက်ပြီးဒါတကယ်ပဲလားငါမြင်လေးနှင်းစီတကယ်ပဲအသက်ဝင်လာလားလို့မေးရင်မျက်ရည်ပင်ဝဲလာမိပါတယ်။နှင်းစီကသူမနတ်သူငယ်မျိုးတော်ကိုတွားခဲ့ပုံနှလုံးသားကြောက်ခဲကိုကေတင်ခဲ့ပုံနတ်သူငယ်ကြီးကသူမကိုလူသားတယောက်လိုအသက်ဝင်အောင်မှောင်ငစွမ်းနဲ့ကူညီပေးခဲ့ပုံလေးကိုအသေးစိတ်ပြောပြပါတယ်။ဖိုးဖိုးအေးကနှင်းစီရဲ့ကြောဘက်မှာတင်းညင်နဲ့တောင်ပန်လေးတစ်စုံကိုမြင်တဲ့အခါမှာဒါဟာအိမ်မက်မဟုတ်တောင်ကိုအတီးပြုနိုင်ခဲ့ပါတယ်။နှင်းစီကအခုဆိုရင်တစ်သားအယုတ်လေးမဟုတ်တော့ပဲဖိုးဖိုးအေးကိုအဖော်ပြုတ်ပေးမယ်မီးမလေးတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့နှင်းစီကသူမရဲ့ဂတိကိုလည်းမမေ့ပါဘူး။သူမဟာညအိမ်မှာပွင့်တဲ့အထူနတ်သူငယ်မျိုးတော်ကိုတောရောက်လဲပတ်ပြီးမျိုးတော်ရဲ့အလင်းရောင်ကိုထိမ့်သိမ်းကိုကူညီပေးလိမ့်ရှိပါတယ်။ရွာငယ်လေးထဲမှာတော့ဖိုးဖိုးအေးနဲ့နှင်းစီတို့ရဲ့ရေမောတန်တွေကတနေ့ထက်တနေ့ပိုမိုစီကားလာပါတော့တယ်။